အားလုံးမင်္ဂလာပါဒီနေ့ကတော့စော်မကြီးရဲ့သူတွေကိုရည်ရွယ်ပြီးတင်ဆက်ပေးသွားမှာပါဒါတို့ရမင်းတို့ငါအခုတင်ပေးတဲ့ဟာကူစာ game လေးကိုမင်းတို့ကြည့်ပြီးွားရဆိုလို့ရှိရင်မင်းတို့အနည်းဆုံးတော့ဟာကူရာ player လေးတွေကြည့်အောင်မင်းတို့လုံနိုင်မယ်ကွာဒါတွေမကသေးဘူးကွာမင်းတို့ဟာကူစာကင်တက်သွားလို့ကြမ်းသွားပြီဆိုလို့ရှိရင်ကွာ Angela player လေးတွေရော Florent player လေးတွေမင်းတို့အများကြီးရနိုင်တယ်ကွာအဲ့တော့ comment လေးမရှိသေးတဲ့ငါကောင်တို့ကစော်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ game လေးကိုအစားဆုံးကြည့်ဖို့တကူပြောချင်ပါတယ် let's go guys ကဲတော့ဒါတို့မင်းတို့ကငါ channel ကို video လာကြည့်တာကွာ subscribe မလုပ်ရသေးဘူးဆိုရင်အောက်မှာ subscribe လေး button လေးရှိတယ်အဲ့ဒါလေးကိုနှိပ်ပြီးတော့မင်း subscribe လေးလုပ်ထားရဆိုလို့ရှိရင်နောက်ထပ်အသစ်တင်မဲ့ video တွေကိုမင်းတို့သူများတကားကြီးထက်ကွာ notification ကြပြီးတော့ဥစွာကြည့်နိုင်မှာဖြစ်တယ်ကွာအဲ့တော့ကြောင့်မလို့မင်းတို့အနေနဲ့ကဒီ notification လေးနှိပ်ခဲ့ဖို့ကိုပြောချင်ပါတယ်မင်းတို့အနေနဲ့အခုလိုမျိုးကွာ subscribe button လေးနှိပ်လိုက်တာဘာမှအပန်းမကြီးဘူးဆိုပေမဲ့ကွာငါတို့ကအများကြီးထောက်ကူဖြစ်စေနိုင်တယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီ subscriber 100k ပြည့်သွားရင်အနေနဲ့က YouTube ကနေပေးတဲ့ slaver button ကိုငါရမှာကွာဒီလားငါနာမည်လေးနဲ့နော်ပြီးတော့လို့ရှိရင် 100k ပြည့်သွားရင်ငါ channel ပေးနာမှာအမှန်ချင်လေးပါရအောင်ပါနော်အဲ့ဒါနေမကသေးဘူးတိုင်းမင်းတို့ငါဂတိပေးထားတဲ့အတိုင်းပဲ subscriber 100k ပြည့်သွားရင်မျက်နှာပြပြီးတော့ live stream မှာတွေ့အောင်ပါကွာမင်းတို့အဲ့လိုအခြေအနေမျိုးမြင်နေတယ်ဆိုလို့ရှိရင်တော့ sporting ပေးတာတော်တော်လေးကိုမှထိရောက်တယ်ကွာဒီလားအဲ့ကြောင့်မို့လို့မင်းတို့ subscribe လေးတယောက်ချက်နှိပ်တာကဘာမှအပန်းမကြည့်ဘူးဒါပေမဲ့ငါတို့ကတော့အများကြီးထောက်ကူဖြစ်တယ်ဆိုတော့သိစေချင်တယ်အဲ့ကြောင့်မို့လို့ subscribe လေးမလုပ်ရသေးရင်လုပ်သားကြဖို့မမေ့ပါနဲ့ okay နောက်ပြီးတော့ကွာငါဗီဒီယိုတင်ပြီးဆိုတာနဲ့အမြဲလာကြည့်တယ်ကွာဒီလားဗီဒီယိုတင်ပြီးပြီဆိုတာနဲ့ငါတို့ကဗီဒီယိုတွေကိုဝင်မကြည့်ရသေးဘူးသူတို့က comment မှန်ပြီးသွားပြီဗီဒီယိုလည်းကြည့်ပြီးသွားပြီနော်အဲ့လို fan တွေရှိတယ်အဲ့ fan တွေအတွက် giveaway မပေးရတာကြာဖြစ်တဲ့ကြောင့်မို့လို့ပြန်ပေးမယ်ပေါ့လीနော်လောလောဆယ်ကတော့ diamond တွေစုထားတာရှိတယ်ဘာ giveaway တွေပေးမလဲဆိုတာတော့မင်းတို့မပြောသေးဘူးဘာကြောင့်လဲဆိုတော့fan လေးတွေကိုငါရွှေ့ထုတ်လိုက်အောင်မသိရမလားအဲ့လိုမျိုးအရင်လိုမျိုးဖောက်ပြီးမှမဟုတ်ဘဲနဲ့ဒီဗီဒီယိုပုံမှန်လာကြည့်တဲ့ fan တချို့ငါတွေ့ထားတယ်အဲ့ဒါကြောင့်မို့လို့သူတို့ကိုevent အကြီးတစ်ခုလာလို့ရှိရင်တော့ပေးတော့မှာဖြစ်ပါတယ်စုထားတဲ့ diamond တွေတော့ရှိရပေါ့လေအဲ့ဒါကြောင့်မို့လို့ကိုအနေနဲ့က subscribe လုပ်ထားမယ်ဆိုရင်တော့တိုင်းတို့အနေနဲ့ကန်ကောင်းပြီသားမလိုက်တော့တာရော okay ကဲတော့ Toki ဖုန်းနေတန်းလဲနေပဲငါခင်းနေခေးရပါပြီကွာလောလောဆယ်ကတော့မင်းစစ်သားလာရောက်နေတာညီလေးအမဲဆွဲတာမင်းမဆွဲလဲကိုကြီးကမင်းကို share လုပ်ပြစ်ထည့်ဖို့ချောင်းနေတာညီလေးရောတေးလိုက်တော့မင်းတို့ကောင်မျိုးကမသိရင်တင်မဲကောင်ရှိမှာမဟုတ်တော့နော်လာရှာရှိတာသူကြည့်တော့ level နည်းနည်းလေးပဲရှိတယ်နော် level ဖိုးသမားကိုလာပြီးရှာရှိတာ short ဟလားနော်စီးဖူးလေးကိုစားမယ်စီးဖူးလေးစားပါရင် grand ရလာဟောရ grand မရဘူးကွာလက်စလီကစားတော့ကွာကိစ္စမရှိဘူးနော်ကိုရီးယား K3 လေးလည်းရထားတယ် item လည်းတော့အတင်းထွက်ပြီဆိုတော့ငါတော်တော်ကျန်းပြီကွာသိလားစားတာပါမင်းတို့အနေနဲ့ကွာဟာဘူးစာကိုင်ပြီးတော့ကျန်းရင်ဆိုကိုအနေနဲ့က hyper ကိုင်ထားတာဖြစ်တယ်အဲ့ဒါမို့ပထမဆုံးချက်အနေနဲ့အရေးကြီးဆုံးချက်ကပါဆိုရင်ဘစားပါနော်မယောင်ပါနဲ့ဘစားပါ fan မင်းတာပြီဆိုတာနဲ့မင်းတမ်းမရအကိတ်ကြီးအလိုလိုထွက်နေမှာကွာအဲ့ချိန်ကျရင် enemy တွေကိုစိတ်ဒုက္ခလိုက်ပြီးလို့ရတယ်ဟိုဘက် enemy hyper ကျန်းလိုက်လားဆိုတာအဲ့ဒါမျိုးပြောတာ okay ဘာကြောင့်လဲဆိုတော့မင်းတို့တစ်ဖက် enemy hyper ကွာငါတို့ဥပမာပွဲထဲမှာအတူတူစော့နေတန်းလန်းနဲ့ကိုက level 5ပဲရှိတယ်ဟို enemy hyper က level 9တို့ level 10တို့ဖြစ်သွားတယ်ဘာဖြစ်လို့သိလားမင်းတို့အဲ့လိုဗန်မစားမနဲ့လိုက်ပြီးရောင်းနေတယ်ဘက်တရီမှာလိုက်ရောင်းနေတဲ့အချိန်မှာဒီကောင်ဘက်တွေလိုက်ဖမ်းပြီးတော့မင်းဘက်တွေကကြော်ပလိုက်ပြီအဲ့ဒါကြောင့်မို့လို့သူက fan မင်းနေတာအားများပြီးတော့မင်းရှင်ချတာဖြစ်တာတဲ့ဘက်တွေလူတာဖြစ်သူကဓာတ်အောင်မှတာနေတာနော်အဲ့ကြောင့်မို့လို့ကိုနေနေကကိုမျက်စိရှိမှတွေ့တယ်ဘယ်တွေဆိုင်မေးတင်လားဆိုင်မေးတင်ဆိုင်လိုက်မဆိုင်မေးတင်ဘူးလားလုံးဝမဆိုင်ကိုကကိုပဲသွားစားနေလိုက် okay အဲ့ဒါအကောင်းဆုံးပဲအခုလောလောဆယ်ကတော့ကိုရီးယားတာတဲ့ဘက်တွေပေါ့လीနော်တာတဲ့ဆိုငါဝင်လို့ပြန်မှာ hyper တယောက်နေနဲ့ရောမကြည့်လိုက်ရမလားမရဘူးကွာနော်မရတော့လည်းမလူးကွာနော်မရတော့လည်းမလူးလားဟီရိုကီတွေလိုက်မယ်ကင်ကြီးလေးမပြင်းနဲ့နော်ဘာမှမတူးမဲ့တူတူရောက်ရေးအဲ့ဒီမိတ်ပိုင်းရမှာပဲမလုပ်ပါနဲ့ဆရာသမားရဲ့ရော့ပိုင်းနေပဲတေချင်နေကောင်တေးဟဲ့လားအော်တကောင်မှလည်းမသိဘူးတေးရပါလေကွာတကောင်တော့ခီးပြီးလက်နော်